အားလုံးပဲမင်္ဂလာပါအရင်ပိုင်းသင်ခန်းစာမှာသင်ခဲ့တဲ့ theory တွေတို့အဲ့တော့ example တွေတို့ exercise 1 to 4တွေနားလည်သွားပြီဆိုလို့ရှိရင်အဲ့တော့ exercise number 5ကိုဆက်လက်ပြီးတော့တွားရအောင်သူကပြောတာက product ဆိုတက်တည်ပြပေးပါတဲ့အဲ့တော့ sin inverse 8နဲ့ cos inverse 8နဲ့ပေါင်းရင်းဒီပိုင်တူရကြအောင်တက်တည်ပြခိုင်းတာဖြစ်ပါတယ်အဲ့ဆိုတော့ဒီမှာရှိတဲ့ sin inverse 8ကိုဖြစ်စေ cos inverse 8ကိုဖြစ်စေတခုနဲ့ဆိုတော့ပေးပြီးတော့ညီရမှာပေါ့အဲ့ဆိုတော့အရင်ဆုံးဒီ sin inverse 8ကိုဆရာတော့ဆိုတော့ A လို့ထားလိုက်မယ်ပေါ့ဆိုပါအဲ့တော့ဗါလဲဆို left ကြီးညာလိုက်မယ် left ဆိုတာထားကြပါစို့ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ sin inverse h ကိုဘာလို့ထားလိုက်မယ်ဆိုရင် A လို့ထားလိုက်ပါတယ်အဲ့တော့ sin inverse h ကို A လို့ထားလိုက်ရဆိုရင်ဒီမှာရှိတဲ့ sin inverse တစ်ဖက်ပို့လိုက်မယ်အဲ့တော့ဗာဖြစ် sin ဖြစ်သွားမှာဒီဘက်8ပဲကျန်ရစ်မယ်အဲ့ဒီမှာဒီဘက်က8ပဲကျန်ရစ်မယ် sin ပဲဒီဘက်ကခါမှာ sin ဖြစ်သွားမယ် sin A ဖြစ်သွားမှာပေါ့ h equal sin A လို့ဒီမှာဖြစ်သွားပါတယ်အဲ့တော့ဒီနေ့မှာသိထားမယ့်အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဆိုပါစို့အဲ့ဆိုတော့ sin ကနေပြီးဆိုတော့ cos ကိုပြောင်းသွားခြင်းတယ်sin ကနေ cos ကိုပြောင်းသွားခြင်းတယ်ဆိုရင်အငယ်တန်းနဲ့အတိကဲမဲ့ theory တစ်ခုရှိတယ်အဲ့ဒါပါဆိုရင်ဒီမှာ cos pi 2ဆိုတော့ minus ဆိုတော့ theta ဆိုပါတော့ cos pi 2 minus theta ဆိုတော့90 degree ရဲ့ပေါင်းနှုတ်အချိုးပြောင်းတာလေ cos ကနေပြီး sin ဆိုတဲ့အချိုးပြောင်းသွားမယ်အဲ့တော့90 degree ရဲ့ပေါင်းနှုတ်အချိုးပြောင်းနေ cos ကနေပြီးတော့ sin ကိုဖြစ်သွားတယ်ပြီးသွားတဲ့အခါမှာ pi 2ရဲ့ theta နှုတ်တယ်ဆိုတော့90 degree ရဲ့နှုတ်တဲ့အခါမှာ first quadrant မှာအပေါင်းဖြစ်တယ်ဒါ sin theta ရမှာပေါ့အဲ့တော့ cos pi 2 minus theta ဆိုတာ sin theta ဆိုတဲ့ဒီငယ်တွေကသင်ခဲ့တဲ့ဒီ theory ဆရာကိုသုံးမယ်ဒါဆိုရင်ဘာလုပ်မလဲဆိုလို့ရှိရင်ယခုဒီမှာက sin A ဒီမှာဆို sin A ဒီနေရာမှာ A ဖြစ်သွားမှာဒါ A ဆိုလို့ရှိရင်ဒီမှာလည်း A ဖြစ်သွားမှာပေါ့အဲ့တော့ cos pi 2 minus A အဲ့တော့ sin A ဒီမှာ sin A ဒီ cos pi 2 minus A နဲ့တူပဲဒါဆိုတော့ဒီ sin A နေရာလေးပေါ့ဒီ sin A ရဲ့နေရာမှာ cos pi 2 minus A လေးအစားသွင်းလိုက်ပါမယ်အဲ့ဒါအတွင်းကြရအောင်နော်အဲ့တော့ဒီမှာရှေ့က h ကတော့8လို့ပဲရှိမယ်ဒီ sin A ရဲ့နေရာမှာဒီဟာလေးထားသွင်းလိုက်မယ်အဲ့တော့ဒီမှာဆိုတော့ cos pi 2 minus A ပေါ့အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်က sin ကနေ cos ကိုပြောင်းသွားခြင်းတဲ့အခါမှာကျွန်တော်ငငယ်တွေကသိထားတဲ့ theory ကိုသုံးလိုက်တာပါ90 degree ရဲ့ပေါင်းနှုတ်အချိုးပြောင်းတယ်အဲ့တော့ first quadrant မို့အပေါင်းလက္ခဏာဖြစ်မယ်အဲ့တော့ cos pi 2 minus A ဆိုလို့ရှိရင် sin A ရမယ်ပေါ့ဒီတိုင်းပေါ့အဲ့ဒါဆိုတရားပြောင်းရေးလိုက်တယ်ရောင်းပြီးရေးသွားတဲ့အခါမှာဒါကဘာဆက်ပြီးဖြစ်မလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီ cos လေးကိုဆက်ဒီဘက်ပို့လိုက်မှာเนาะအဲ့တော့ cos ဒီဘက်ပို့လိုက်တဲ့အခါမှာ cos inverse A ဖြစ်သွားမယ် cos inverse A ဒီဘက်ချမ်းမှာကျန်မှာက pi 2 minus E ပဲကျန်ရင်းမယ်အဲ့တော့ cos inverse H equal pi 2 minus A ဒီ minus A လေးကိုတစ်ဖက်ဒီဘက်ထပ်ပို့လိုက်မယ်အဲ့တော့ဒီဘက်ထပ်ပို့မယ်ဆိုရင် plus A ဖြစ်သွားမှာပေါ့အဲ့ဒီမှာဆိုတော့ A plus ဆိုတော့ဒီမှာဆိုတော့ဒါ cos inverse A ဒီဘက်ချမ်းမှာကျန်မှာက pi 2ကိုကျန်တော့မှာပေါ့အဲ့တော့ A ဆိုတာဘာလဲဒီမှာ A ဆိုတာဆိုတော့ sin inverse A လို့ထားခဲ့တာပေါ့အဲ့တော့ A ရဲ့နေရာမှာဆိုတာထည့်လို့ရလဲဆိုရင် A ရဲ့ဒီ A ရဲ့နေရာလေးမှာ sin inverse 8ထည့်လိုက်မယ်เนาะ A ရဲ့နေရာမှာ sin inverse 8လို့ထည့်လိုက်မယ်ဒီဘက်ချမ်းက cos inverse 8ရှိတယ် cos inverse 8အဲဆိုနောက်ဆုံးဆက်တော့ဒီမှာ pi 2ရရှိသွားတာဖြစ်ပါတယ်အဲသူလိုချင်တဲ့ကောင်ရရှိသွားပါပြီ sin inverse 8နဲ့ cos inverse 8ပေါင်းခြင်းဒီမှာဆိုတော့ pi 2ရတယ်ဆိုတော့ဒီအချက်ကိုရရှိသွားတာဖြစ်ပါတယ်ဒါဆိုရင်ပြီးသွားပြီပေါ့เนาะအဲ့တော့ဒါလေးကိုပဲသုံးလိုက်တာဖြစ်ပါတယ်ဒါဒီတော့ပဲ